တေပါကျန်းလေပပတ်ဆက်ဆက်ကျန်းလေဆိုတာမင်းတို့ငါဒီမှာလက်တွေ့ပြမယ်ကွာ။ယောက်တယောက်ကိုအဲဒီမသုံးမဲ့မြန်မာလိုကြီးလိုက်ခုတ်တဲ့အပြင်ကွာမီနီယံမှာယူထားကွာ။တာဝါထဲမှာသူ့ဘာသာသူနေနေတဲ့ဂရန်ဂျာကိုကွာအဲဒီလေးနဲ့အလာလေးဝင်ပိုင်းမှာပေါ့ကွာ။ကဲကျန်းနေဆိုတာတာမျိုးလားကွာ။ဂိမ်းဆိုတာကွာစောတက်ယုံနဲ့မပြီးသေးဘူးကွာ။အိုက်ဂျူပါနည်းနည်းသုံးတက်ရရဲ့ကွာ။ဒီမှာဆို enemy hyper fan ဒီဆိုတာနဲ့ကိုက rubber ကိုအမီးရကိုစားထားလိုက်ကွာ။ဟုတ်ရင်ကွာကိုက blue bat စားပြီးတော့ရင်ကိုက rubber လာစားတော့မယ်ဆိုရင်ဒီကောင်တွေကအာယုံလာတော့မှဒီမှာဆိုရင်ငါ retry ပေးပြီးတော့ jungle cree အသေးလေးကမပေးဘဲနဲ့စပလိုက်တာပေါ့ဒါဆိုရင်တတိထားလိုက်တော့ကွာဒီကောင်တွေကပေါင်းပြီးတော့မင်းရဲ့ blue bat ကိုလာတိုက်တော့မှာပေါ့ဒီချိန်မှာဆိုရင်မင်းလောက်ရမှာ app ကိုအရင်မစားနဲ့ကွာမင်းမှာ retry မရှိဘူးဆိုရင်ဒီကောင်တွေကိုမင်းက free ပေးလိုက်သလိုပဲဖြစ်သွားမှာပေါ့အားကြောင့်မလို့ဒီကောင်တွေတတိမထားမိတဲ့နေရာမှာငါအရင်ခြုံထဲမှာဥမောင်နေလိုက်တာပေါ့ဒါနဲ့ဒီကောင်တွေကငါရဲ့ back ကိုလုံနေပြီပေါ့လုံနေလဲကျူးမဆိုင်နဲ့ကွာဝင်လာတဲ့ကောင်တွေကိုဒါမင်းကအပြက်ဖြတ်မှာဘာလို့လဲဆိုတော့မင်းမှာ retry လည်းမရှိဘူးဆိုတော့တိုင်လူနေလဲအလကားပဲဖြစ်သွားမှာကွာဘာလို့လဲဆိုတော့မင်းမှာ retry မှမရှိသေးရကွာဒီလိုမောင်းထုတ်ပြီးမှကိုယ့်အကို AC လေးစားရုံပဲပေါ့ကွာဒါကြောင့်မို့ပြောရကွာဂိမ်းကစောတက်ယုံနဲ့မပြီးဘူးကွာအိုက်ဂျူလေးပါနည်းနည်းထည့်သုံးတက်ရရဲ့ကွာဒါကြောင့်မို့ဒီကောင်တွေကပတ်တိုက်တာလဲအဆင်မပြေတော့ငါထက် level ကတဆင့်ကိုနှိမ့်ုံနှိမ့်သွားပြီပေါ့ကွာဒါကြောင့်မို့အားလီမှာငါကတော့ဟိုဘက်က fan တွေထက်နည်းနည်းတာသွားပြီလို့ပြောရမှာပေါ့ကွာဒါကြောင့်မို့ EHB ကိုအရင်ကန်းရလဲဆိုတော့အောက်မှာနှစ်ကောင်ထိန်းတာပေါ့ကွာအပေါ်ကလောင်ရင်တစ်ကောင်နဲ့ကွာပျော်လဲပျော်ရဲဆိုတော့အားလီမှာဖြတ်ရလဲလွယ်ဆိုတော့ EHB လိန်ကိုအရင်ရွေးချယ်ပြီးတော့ဖြတ်လိုက်တာပေါ့ကွာဒီလိုလိန်တလင်းကိုကန်းတော့မယ်ဆိုရင်လဲမြန်မာလိုကြီးမင်းဝင်မချနဲ့ကွာ enemy လာနိုင်ကြီးရှိရဲ့နေရာနေမင်းကြိုးဆောက်နေလိုက်ကွာဒီမှာဆိုရင်ဟိုမေးရရမ်းတမ်းပြီးလာတော့ငါ retry ပေးပြီးတော့တစ်ခါချလိုက်တာကွာမပြတ်သွားမှဆိုလို့ပေါ့စေးပါကိုင်းမယ်ဆိုရင်ကွာအားလီမှာမင်း area နဲ့ကွာ enemy key ကိုကောက်နိုင်မှာကိုမင်းအဆင်ပြေမှာကွာဘာလို့လဲဆိုတော့စောစောကအင်ထိုမှာပြထားရသူပဲကွာအဲဒီတော့မလို့ကွာဂျပန်လိုကြီးဝင်ချလို့ရရပေါ့ဘာကြောင့်လဲဆိုတော့ကိုကသူ့တက် fan လဲတာရကွာ level လဲတာရ item လဲတာရဆိုတော့ဘလို့ချအောင်နိုင်တယ်ကွာဒါကြောင့်မလို့အားလီမှာစေးပါကိုင်းမယ်ဆိုရင်ကွာကေအတက်နိုင်ဆုံးရအောင်ရှာတတ်မှာကိုအဆင်ပြေမှာပေါ့ကွာဘယ်တော့နေကွာကိုကကြမ်းလဲခြုံနေရနေပဲချကွာဘာကြောင့်လဲဆိုတော့ကိုရမဲ့ကေတွေကတခါလေကြာရင် free water တယ်ကွာဒီကောင်တွေက flicker ဘာညာရှိရဆိုရင်တာဝါတွေကိုဖက်ကနေဝင်ပြေးနိုင်တယ်ပေါ့ဒါကြောင့်မို့ပုံထဲကနေဝင်ချတာအကောင်းဆုံးပဲကွာဒီမှာဆိုရင်ငါရှောက်သွားနေမှာမဟုတ်ကွာဒီကောင်းရဲ့ဘတ်ရှိလာဆိုပြီးတော့ငါသွားရှိုးတာပေါ့ကွာရှိတော့လဲကိုယ့်ဘာကိုအေးအေးဆေးဆေးလိတ်ထီးကိုစားတော့မှာပေါ့ကွာဒီမှာဆိုရင်ငါရှေ့ရကောင်တွေကိုမဲနေရပေါ့ငါသာဖမ်းမင်းနောက်ကျခဲ့မယ်ဆိုရင်ဟဲကက်ကောက်တာနဲ့တင်ငါပြက်နိုင်တယ်ကွာဒီမှာဆိုရင်ဒီကောင်ငါ့ကိုလှုပ်ပြီးတော့ပြေးချင်တာပါတဲ့မရဘူးလေကိုကြီးကမင်းထက်ကို level က2ဆင်းလောက်ကိုတာနေရကွာဒါကြောင့်မို့လဲကိုကြီးကအေးအေးဆေးဆေးနိုင်တာပေါ့ကွာမြေပုံအမြဲကြည့်ကွာဒီလိုမျိုးဖင်လာရတဲ့ကောင်လေးဆိုရင်စအိုလိုက်ဖွင့်ပေးလိုက်ရုံပဲကွာဒီမှာဆိုရင်ဂရန်ဂျာအေးဆေးလေးနောက်ကနေကောက်စားနေတော့ငါကေးတွေကိုတိတ်မရခဲ့ဘူးပေါ့ဟဲကက်ကငါ့ကိုကြားထဲမှာလာချောင်းနေသေးတယ်လာချောင်းနေလဲတိတ်ပြီးတော့ကယူးဆိုင်မနေနဲ့ကွာငါရှိမှလာဖြတ်တာတဲ့လာဖြတ်တဲ့ညီလေးကိုလည်းလိုက်ပြီးတော့စအိုဖွင့်ပြရမှာပေါ့ကွာကြည်စမ်းပြေးချင်တာတဲ့ဖန်နီကိုလည်းရူတီပေါက်ပြီးတော့မြန်မာလိုကြီးရှင်ပိုင်းမလို့ပါဆိုမှဒီကောင်ကြောက်ကြောက်နဲ့ပြေးသွားကွာနောက်တစ်ချက်တာပိုင်းပြီးဒီကောင်လည်းအသက်ထွက်ပြီးပေါ့ဒီနားမှာကွာဖန်နီကိုစောင့်တာဖန်နီကမလာဘဲနဲ့လောင်ရရောက်လာတော့လဲလောင်ယူလေးကိုဖွင့်ပေးလိုက်တာပေါ့ကွာဖန်နီကလည်းရောက်မလာမဲ့တူတူကွာဘက်တွေကိုအကုန်စားပြီးတော့ကိုယ့်အကိုလိတ်ထီးကိုစားသုံးလိုက်တော့မယ်ကွာဒီမှာဆိုရင်ကွာဒီကောင်နေဒီဘက်ကိုလာလို့နဲ့ငါစောင့်နေရပေါ့မစောင့်နိုင်တဲ့အပြင်ငါလည်းမြန်မာလိုကြီးပဲဝင်ပိုင်းပြီးတော့မြန်မာလိုကြီးပဲခက်တီတီနဲ့ထွက်ချလာခဲ့ရပေါ့ကွာဒီကောင်နေပါမလို့မရဘူးကွာမြင်နေပိုင်းပဲကွာစီပါကျန်းထိန်းလို့တိန်လို့မရတော့ဘူးကွာပန်နီပလေယာတော်တော်များများလှုပ်တတ်တဲ့အကျင့်တစ်ခုပြောပြမယ်ကွာဒီကောင်နေကပွဲတစ်ခုဖေးပြီးဆိုတာနဲ့လိမ့်လိုက်ကြောင်းတဲ့အကျင့်ရှိရကွာအဲ့အောင်မှတ်ထားပြီးတော့အသုံးချလို့ရရကွာဒီမှာဆိုရင်ဖန်နီကသူမှမရှိဘူးထင်တယ်ကွာ။တယောက်တည်းလာရှင်းတော့လေတယောက်တည်းအိမ်မြန်ပို့ပေးလိုက်တာပေါ့ကွာ။ဒီမှာဆိုရင်ကွာငါတို့ရဲ့ CC ကို3ယောက်ပေါင်းပြီးတော့လိုက်ပြီးတော့အာတုဘချတာပေါ့ကွာ။အာတုဘချတာမပြတ်သွားတော့လေငါလက်ချက်နဲ့ဒီကောင်တွေကိုငါအပိုင်းပိုင်းဖြတ်ပေးမှာပေါ့ကွာ။အဲ့ရောင်မလို့ကွာမြန်မာလိုကြီးပဲလိုက်ချဘေးမှာမြင်လိုက်လားဖန်နီဆိုရင်ငါရဲ့စက်ကြနဲ့တင်ကိုအာတုဘဖြစ်သွားကွာ။ငါရှိမှကိုလိုကာတာလာလုံးနေတဲ့ပန်ဂျာလေးကိုလည်းအဲ့ဒီကြံသေးရနဲ့လက်စားနဲ့ဝင်ကောက်ပေးလိုက်တော့ကွာ။ဒါနဲ့မီနီယံအလာလေးထွက်သွားပေါ့ကွာ။နောက်ထပ်မီနီယံများဆက်ထွက်မလားဆိုပြီးတော့ခြုံထဲကနေအသားလေးဟိုးနေလိုက်တာပေါ့ကွာရှေ့မှာ
ရိုးတို့လာလုံနေတဲ့ဂရန်ဂျာလေးကိုချက်ခုတ်ပြီးတော့စက်ကြနဲ့လိုက်ပေါ်တာပေါ့ကွာစက်ကြမပါဘဲနဲ့ဖင်နီမကိုလည်းတရှိနဲ့ဝင်ခုတ်ပြီးလိုက်တာပေါ့ကွာလောင်ကြီးလေးကတော့ချိုရင်းချက်ပဲကွာအဲဒီနဲ့ကိုပိုင်းချပြီးလိုက်တာပေါ့မိသိန်းနဲ့ကောင်မကတော့ကွာမပိုင်းလိုက်ရအောင်ဒီကောင်မတွန်းထုတ်သွားဆိုတော့ဘာမှမလုပ်လိုက်ရဘဲနဲ့ငါနောက်ကိုပြန်လွင့်သွားပေါ့ဒီမှာဆိုရင်ကွာငါပွဲကိုမြင်မပြီးချင်တော့လိန်ရှင်းနေရဲ့ဟဲကက်လေးကိုပဲတွားချမေးဆိုပြီးတော့အောက်လန်းကိုဆင်းသွားပေါ့ကွာငါးကောင်တွေကလည်းဖြစ်ချင်တော့တခါရဲ့သရုံးကြီးကိုပါရိုက်ချိုးပြလိုက်တော့ပွဲကြီးကဒါနဲ့ဖီတိုကြီးဖြစ်သွားပါပေါ့ကွာဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘိုင်ဘိုင်